ဘသူဘာเจ้าနေပြောမှာလဲဆိုတော့ဘာเจ้าမဟုတ်ဘူးကျွန်တော်ပြောချင်တာကိုပြောမှာနော် ကျွန်တော်ပြောရင်ကိုလိုအမှန်နေကြီးပဲ နားတော့နော်အဲ့တော့နားမထောင်ရင်လည်းဘာမှမဖြစ်ဘူးကိစ္စမရှိဘူးကျွန်တော်တို့ကတော့ပြောမှာဒါပေမဲ့အမှန်တွေပြောမှာနော်ကျွန်တော်တို့ကဟိုအကြောင်းတွေပြောမယ်တို့ဒီအကြောင်းတွေပြောမယ်တို့သိမလားအဲ့လိုမျိုးခေါင်းစဉ်တွေတက်ပြီးတော့ပြောနေရအောင်မကြိုက်ဘူးပေါင်ကျင်းတယ်နော်အဲ့တော့ချိုးပါပြီပေါ့ကော့ကိုလွတ်လွတ်ပေါ့ဘာဖြစ်မဲ့အကြောင်းလေးပြောမယ်နော်ဒါမဲ့ဒီဟာလဲကျွန်တော်ကမ်ပိန်းအတွက်ဖြစ်တယ်နော်ကျွန်တော်ပွင့်ပွင့်လင်းလင်းကျွန်တော်တို့ရှင်းရှင်းပြောရရင်ဒါကမ်ပိန်းအတွက်ပဲကမ်ပိန်းကိုပဲကြော်ညာမှာဖြစ်တယ်နော်ဒါမဲ့လဲကိုပြောချင်တဲ့ဟာလေးလည်းပြောမှာပေါ့နော်လူငယ်ဆန်ဆန်ပဲကျွန်တော်တို့ဗီဒီယိုတွေရရင်ဥပမာဗီဒီယိုတွေရရင်ဆက်လက်မတော့အောင်လို့ပါတော့လေဆက်လက်မတော့အောင်လေဗီဒီယိုတွေထဲမှာပါဝိုင်းမကောင်းလေသိရမလားတချို့စကားတွေမပြောအောင်လေအဲ့လိုမျိုးတွေပေါ့ပြီးတော့ဗီဒီယိုရရင်ဘယ်လိုလုပ်ရမလဲတို့ဘယ်လိုမျက်နှာအနေထားတော့မလို့ကျွန်တော်တို့ပေါ့ပါလူငယ်ဖြစ်တော့လူငယ်တိုင်းပဲသွားမယ်လှုပ်ချင်တာကျွန်တော်တို့ပြောချင်တာတွေပြောမယ်ပေါ့နော်ဒါပါပဲအဓိကတော့ကျွန်တော်တို့နှစ်ယောက်စကားပြောတဲ့ဟာကိုပဲကျွန်တော်ကျွန်တော်တို့ရိုက်ထားတာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ကိုစီဘုံနဲ့ကျွန်တော်လည်းအခုပြောမယ်ဗျာကျွန်တော်ကတော့ဒီတော်လန်ရေးထားတော်လန်မဲ့ကိစ္စတွေကိုခဏပေါ့နော်ဘယ်လိုတော်လန်ကောင်းမလဲဘာညာတော့ခဏထားပြီးတော့အခုဘောမိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးပြောမယ်ဗျာဘောမိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ဘောမိုင်းဆိုရင်ဘယ်သူ့ကိုမြင်လဲဒါကိုစီဘုံအမြင်နဲ့အမြင်ပဲပြောဘယ်သူ့ကိုမြင်လဲ ဘုံမိုက်ဆိုတော့ညီတို့ပြင်းမြင်လာတော့ရုပ်ရှင်မင်းသားမင်းသမီးနဲ့အဆိုတော်တွေပေါ့ဆိုတော့တော်များများပါကိုလုံးရတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဂျာကန်တို့တော်များများကတော့ဘောမတွေပါပဲမဟုတ်လေဘောမဟုတ်တယ်ဗျာဒီကောင်ကြီးဘောမတာကိုကျွန်တော်တို့လည်းတွေ့ရတာပဲလေဒါပေမဲ့ဒီဘာကြောင့်ဒီကောင်ကြီးဘောမတွေလို့ထင်လဲသူတို့ပြောမယ်ဆိုရင်တော့သူတို့မှာ reason တွေအများကြီးပေါ့သူတို့ပြောမယ်ဆိုရင်နီးရဒါကြောက်တာတို့ဘာဖြစ်တာတို့ညာဖြစ်တာတို့ပေါ့မှန်ကဘောမဆိုတော့နေသားချောင်ရင်လို့ဘောမတာပေါ့မဟုတ်အဲ့ပြဿနာအရင်မြစ်ကလည်းကျွန်တော်ပြောရမှာကျွန်တော်တို့ကကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော်တို့ကိုပြောချင်တာအဓိကဘာလဲဆိုတော့ကျွန်တော်တို့အခုကြမှာသူတို့ဘယ်လိုပြောမှလဲဆိုတော့ကြောင်ပိတ်တာကြောင်ပိတ်မိနေတာပါလို့သိရမလားကြောင်ပိတ်မိနေတာပါနောက်ဆုံးရွေးစရာမရှိတော့ဘူးလို့ပေါ့နော်မိသားစုရှိလို့ပါတို့အခက်ခဲပေါင်းများစွာနဲ့ပေါ့နော်သူတို့ဘယ်လောက်ထိဖိအားတွေများလို့ပါကျွန်တော်ကကြောင်ပိတ်မိတာတွေပါဆိုတဲ့စကားကိုကျွန်တော်လုံးဝလက်မခံဘူးလက်မခံတဲ့မှာကျွန်တော်ပါတယ်ဘာလို့ဆိုတော့သူ့အိုက်သူဗျာဘယ်လိုပြောရမလဲသူတို့ဒီလွတ်မြောက်နေမိတွေလာတယ်သူဘယ်လောက်ပဲတော်လိုင်းရေးလောက်ဗျာတော်လိုင်းရေးကိုကျွန်တော်တို့ကသူဖယ်ပြီးတော့ရန်သူရှိကိုပြန်သွားတဲ့သူကတော့ဘယ်လိုပြောရမလဲတော်လိုင်းရေးသူဘယ်လောက်လောက်ခဲ့လေတော်လိုင်းရေးကကျွန်တော်အရင်ပြောဘူးတာတွေလည်းရှိပါတယ်တော်လိုင်းရေးဆိုတာကျွန်တော်တို့ကလုံနေရတဲ့အလုပ်ဖြစ်တယ်ပြီးမြောက်အောင်မြောင်လောက်ရပြီးမြောက်တယ်ဆိုရင်ပြီးမြောက်လို့ဖြစ်သွားအောင်မယ်အောင်မြောင်မှာလောက်ရတာပြီးမြောက်အောင်မြောင်လောက်ရတဲ့ဟာကိုဖြစ်တတ်တော့ကျွန်တော်တို့ကလန်တဝက်ကနေပြီးတော့ငါတို့အစင်မပြေပါဘူးဆိုပြီးတော့ဒီပြန်သွားတာတို့ဟာမလောက်တော့တာဆိုရင်ဒါတော်လိုင်းရေးကမလောက်တာပဲပြောချင်တာမလောက်တာပဲဘလို့ပဲလောက်ခဲ့ဗျာကျွန်တော်တို့ကပြီးမြောက်မှုလည်းမရှိဘူးအောင်မြင်မှုလည်းမရှိဘူးဆိုအဲ့လောက်ကမလောက်ခဲ့ရတဲ့အတူတူပဲဆိုတဲ့ဟာမျိုးကျွန်တော်ခဏပြောတယ်ဗျာအဲ့တော့သူတို့လည်းကျွန်တော်အဲ့မျိုးလောက်ခဲ့တယ်ဆိုပြီးတော့နားလည်းပေးမယ်တဲ့မှာလည်းကျွန်တော်မပါဘူးနော်အဲ့တော့အဓိကတော့ကိုစီဘိုးပြောတဲ့အဲ့ဒီအဆိုတော်တွေအနုပညာရှင်တွေလို့ပြောရမှာပေါ့နော်ဒါပေမဲ့ဒီကောင်တွေအနုပညာရှင်မဟုတ်တော့ဘူးအခုကတော့အနုပညာရှင်တွေကဘယ်တော့မှပြည်သူကိုကြောခိုင်းပြီးဒီလိုလုပ်ရက်တွေလုပ်မှာမဟုတ်ဘူးပြောချင်တာကျွန်တော်လည်း rap ဆိုရဗျာကျွန်တော်လည်းဝါသနာပါခဲ့တာပါတော့မဟုတ်ဘူးလေသိလားကျွန်တော်တို့ဒီဘယ်လိုပြောရမလဲပြည်သူကိုအနုပညာရှင်တယောက်အနေနဲ့ဆိုရင်ကျွန်တော်ကဒါပေါ့နော်ကျွန်တော်အနုပညာရှင်မဟုတ်ဘူးကျွန်တော်ဝါသနာပါတဲ့တရားကိုလှုပ်ဆောင်နေတဲ့လူတယောက်ပါကျွန်တော်အဲ့လိုမျိုးအနုပညာရှင်လို့မသုံးတော့ဘူးဗျာသိလားဒါပေမဲ့ဒီကောင်သူတို့ကတော့အနုပညာရှင်ပေါ့နော်ဒါပေမဲ့ပြည်သူတွေကိုကြောခိုင်းပြီးတော့ဒီလိုလုပ်ရက်တွေလုပ်တယ်ဆိုရင်ဒီကောင်နဲ့အနုပညာရှင်မဟုတ်တော့ဘူးကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ကဘလို့နည်းနဲ့မှဒီကိစ္စကိုလက်မခံဘူးသူတို့လုပ်တဲ့ကိစ္စကိုအခုခုနပြောတဲ့စကားလို့ပေါ့ချောင်းပိတ်မိရဲဆိုတဲ့ဟာပေါ့အဘောက်ချောင်းပိတ်မိရလဲပေါ့ချောင်းပိတ်မိရဆိုတော့အဲ့ချောင်းတွေသူတို့ပဲဝင်တာပြောချင်တာလေသူတို့ပဲဝင်သူတို့ပဲပိတ်မိနေတာကျွန်တော်တို့ကချောင်းအဲ့လိုမျိုးချောင်းပိတ်မိတဲ့ဟာတွေမဖြစ်လာအောင်ဟုတ်လားမရှိလာအောင်ဟိုးအရင်တည်းကဗျာကျွန်တော်တို့အနေနဲ့လာဘူးပေါင်းပါဒီဘက်မှာပဲလာဘူးပေါင်းCDN တွေလုံမယ်စကားဘလို့နေရတော်လန်မလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်ခေါ်တာပဲလေဘဲကောင်းလေးလာလဲကျွန်တော်တို့အခုဘဲကောင်းလာလဲဗျာကျွန်တော်ပြီးပါမယ်ဗျာနောက်ဆုံးဗျာအခုဟိုဟာဖြစ်နေတဲ့ရွှေထူးတို့ဘာလို့ဆိုလဲဘလို့ဖြစ်လို့ပါညာမဟုတ်ဘူးကျွန်တော်တို့ဒီကောင်လေးလာခဲ့လို့လားဒီကောင်လေးဘလောက်ပဲဆန္ဒပြဗျာဒိုရေးတွေမဒိုရေးတွေပဲအော်ဗျာဒါအော်တော့လူအင်အားနဲ့ဆိုကျွန်တော်တော်လိုင်းရပြီးသွားပြီဗျာကျွန်တော်ပြောချင်တာလေအဓိကတော့တတိရှိဖို့လိုတယ်ကြောက်မနေဖို့လိုတယ်ဗျာကြောက်နေသေးကတော့ကြောက်နေရမှာပဲဆိုတဲ့ဟာမျိုးပဲတဲ့အဲ့တော့ကျွန်တော်တို့ကအစောကြီးတွေကထွက်ပေါက်ကိုတွေ့ရတဲ့နဲ့ထွက်ပေါက်ထဲကိုမသွားကျင်တဲ့သူတယောက်ကကြောင်တွေကိုတွတ်သူဝင်ပြီးကြောင်ပိတ်မိတာကျွန်တော်တို့ကပြဿနာမဟုတ်ဘူးကျွန်တော်တို့နားလဲစရာလည်းမဟုတ်ဘူးခွင့်လွှတ်ပေးစရာလည်းမဟုတ်ဘူးကျွန်တော်တို့ကဘာလဲဆိုတော့နောက်တစ်ခုပေါ့နောက်ချက်ပေါ့
တို့မိသားစုပေါ့ကျွန်တော်တို့မိသားစုရှိတယ်လို့ပါအဲ့လိုမျိုးဟိုမိသားစုကြောင့်ပေါ့နော်မိသားစုကြောင့်ပေါ့မိသားစုဒုက္ခရောက်မှာစေလို့ဆိုရင်ကျွန်တော်တို့ဒီအဝေးဝဲမှာရှိနေတဲ့ဒီတော်လိုင်းရေးမှာရှိနေတဲ့ဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေရောအခြားထောက်ဖို့ရဲဘော်တွေရောသူတို့ကမိသားစုမရှိဘူးလားသူတို့စကားစားကိုသူတို့ဘယ်လိုပြောရမလဲစကားစားရဲ့ရင်ဝါကိုစောက်ကန်ပလိုက်တာစောက်ကန်တက်နေပြီးထွက်လာတာမင်းစောက်ပြီးမဆိုင်ဘူးကွာမင်းတို့အကြောက်တရားကြိုက်တဲ့လောက်တည်းမင်းတို့ကြောက်တရားကိုဘောပဲကွာလို့ပြောလိုက်တာတော့ပြောချင်တာကလေအဲ့လိုပြောပြီးတော့ဒီထွက်လာတဲ့လူအဲ့လူတွေရောမိသားစုမရှိဘူးလားကျွန်တော်ပြောချင်တာဘာလို့ဆိုတော့အကုန်လုံးကမိသားစုရှိတယ်ကိုဥပမာပေါ့ဝါသနာပါတာတွေရှိမယ်ဗျာဝါသနာပါတာတွေရှိမယ်ကိုယ့်ရဲ့စီးပွားရေးအခြေကျစီးပွားရေးတွေရှိမယ်ဟုတ်လားမိသားစုစာဝတ်နေရေးလည်းရှိမှာပဲမိသားစုကပြည်လဲခြင်းမပြည်တယ်မှာပေါ့ဒါပေမဲ့သူတို့နေထားနဲ့လည်းမပြည်လဲစရာအကန့်မရှိဘူးဗျာသူတို့ဘလောက်သူတို့ရိုက်ထားတဲ့ရုပ်ရှင်ကားတွေသူတို့ရတဲ့ဝင်ငွေနဲ့လည်းသူတို့ရတဲ့ဒီပွဲကြီးတွေဗျာဆိုလဲလားဒါသူတို့မွဲဝါးစရာလည်းအကန့်မရှိသေးပါဘူးကျွန်တော်ပြောချင်တာလေကျွန်တော်တို့ကပြောအရှိမဗျာမလုတ်ပြခဲ့လို့ဆိုရင်တမျိုးဗျာအရှိမဆိုအခုလက်ရှိတော်လိုင်းထဲမှာဆိုဗျာဒါမဖြူလို့ရှိမယ်လားကိုလင်းတို့ရှိမယ်ဟုတ်လားဒီမှာဆိုရင်မချစ်သူဝေတို့ရှိမယ်လားမပိုင်ဖြိုးသူတို့ရှိမယ်ခြားဒီရုပ်ရှင်နဲ့ပတ်သက်တဲ့တဲမှာဆိုရင်ဟုတ်လားရှိတာပဲအများကြီးကျွန်တော်တို့ကလေနေရာပေါင်းစုံခန္ဓာပေါင်းစုံကနေပြီးတော့ဒီစကားစကိုတော်လန်ပြီးတော့လာခဲ့တာဗျာသူတို့ဆိုလဲသူတို့နာမည်နဲ့ဟုတ်လားအကယ်ဒမီရပြီးသားဗျာအစိုးရထဲမှာဆိုလဲဒီတောက်လျှောက်ဒီနိုင်ငံကျော်တွေဖြစ်ခဲ့တာဗျာတကယ်ပေါက်ခဲ့တဲ့အချိန်တွေအခုထိလည်းမယိုးရတဲ့အချိန်တွေကိုလင်းတို့ဆိုရင်ဟုတ်လားဒါပေမဲ့လည်းလုတ်ခဲ့ရတာပဲနောက်ဆုံးဗျာဟုတ်လားအများကြီးပဲဗျာသူတို့လဲကြမှာသူတို့ကဓာရှိပါတယ်မိသားစုရှိပါတယ်ဖိအားပေးခံရတော့ကျွန်တဲ့သူတွေရောကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တဲ့လူတွေမိသားစုမရှိဘူးအဲ့တော့ကျွန်တော်ကဘာလဲဆိုတော့ကျွန်တော်သိတာတော့ဘာမှစာနာစရာမလိုဘူးကျွန်တော်ညှက်လာစရာမလိုဘူးဟုတ်ပါသူတို့နဲ့ပတ်သက်ပြီးကျွန်တော်ယင်ထဲမှာဆိုရင်ဘာမှညှက်တာမှုလည်းမရှိဘူးစာနာမှုလည်းမရှိဘူးကျွန်တော်တို့ကဘယ်လိုပြောဗျာသူတို့ကတော့ပြည်သူပေါ့ကျွန်တော်တို့ကပြည်သူလို့သတ်မှတ်ပြီးတော့ဒါပြည်သူလို့ဆက်ဆံပေးပါတယ်ဆက်ဆံပေးတယ်အဲ့ဒါတော့ဒါပေမဲ့ဒီစကားသားနဲ့ပတ်သက်ပြီးဒီဟာတွေမှာပါဝင်လာတယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကသတ်မှတ်တဲ့စံနှုန်းညော့သွားတာပေါ့နော်ညော့ပြည်သူကပြည်သူပါပဲဒါပေမဲ့သတ်မှတ်တဲ့စံနှုန်းတော့ညော့သွားတာပေါ့တခုနော်တကယ်ဆိုကျွန်တော်တို့ကဗျာမရှောင်နိုင်လို့လုံးလဲရတယ်ဆိုတဲ့သဘောကိုတော့ကျွန်တော်တို့သိရဗျာစကားစားလည်းဖိအားပေးမှာပဲသူတို့ဖိအားပေးမှာပဲမင်းတို့လုံးရမယ်မလုံးရင်ဘာဖြစ်မယ်ညာဖြစ်မယ်ဆိုတဲ့ဟာတွေပေါ့ပေးမှာပဲဒါပေမဲ့လည်းသိရမလားသူတို့ဒီချိန်မှာတော့သူတို့လုံးရတော့မှာပဲလေအရင်ချိန်ရတယ်ကသူတို့ဒီအချိန်ပေးခဲ့တာအချိန်ပေးခဲ့တဲ့တဲတော့အခွင့်အရေးပေးတော့ကသူတို့အဲ့အခွင့်အရေးကိုဒါလက်လွတ်ဆုံးရှုံးခံပလိုက်တာပဲလေအခုကျမှကျွန်တော်တို့ကြောင်ပိတ်မိတယ်ပြောနေလဲသေးလိုက်ပေါ့အဲ့မှာပဲကျွန်တော်ပြောချင်တာအဲ့တော့အဲ့ဘောမနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒါပြောပါတော့ကျန်တဲ့ဟာတော့ကိုစီဘိုးဘယ်လိုမြင်လဲတော့မသိဘူးကျွန်တော်မြင်ရတော့ဒီကောင်တွေကိုတစည်းမှလက်မခံဘူးကျွန်တော်တစည်းမှလက်မခံဘူးတပြားဘုံမှတော့လက်မခံဘူးဗျာတက်လားနော်အဲ့တော့နောက်အခုကဗျာကျွန်တော်တို့ကဒီတိုင်းပဲရိုးစကားပြောတဲ့ဟာပဲဘာအစီအစဉ်ညာအစီအစဉ်တွေမဟုတ်ဘူးဗျာနော်အဲ့တော့ကိုစီဘိုးအနေနဲ့ဆိုရင်ကျွန်တော်ဘာမေးချင်လဲကျွန်တော်မေးကဲလို့ကျွန်တော်တို့ဓာတ်ပြီးသွားတယ်ဆိုလို့ရှိရင်ပေါ့ကိုစီတူအနေနဲ့ဒီအမှုပညာရှင်တွေနဲ့အပြင်မှာတွေ့ခဲ့မယ်ဆိုရင်ကိုစီတူဘယ်လိုမျိုးတုတ်ပြန်မလဲပေါ့သူတို့အပြင်မှာတွေ့ခဲ့ရင်ပေါ့ဒီမှာတွေ့ခဲ့ရင်ပေါ့အပြင်မှာတွေ့ခဲ့ရင်ဘယ်လိုတုတ်ပြန်ရမလဲဆိုတော့ကျွန်တော်တို့ကဗျာဘယ်လိုပြောမလဲသူတို့ကလည်းပြည်သူပဲဗျာကျွန်တော်တို့ရဲ့ဘယ်လိုအားနေတော့ဟုတ်ပါဘူးကျွန်တော်တို့ကတော့ဒါကိုယ်တိုင်ရွေးချယ်ခဲ့တာကိုယ်တိုင်ရွေးချယ်ခဲ့ကျွန်တော်တို့ကစွန့်လွတ်တာလည်းမဟုတ်ဘူးပေးဆက်တာလည်းမဟုတ်ဘူးနစ်နာခံနေတာလည်းမဟုတ်ဘူးဒီမှာလာပြီးတော့ကျွန်တော်တို့ကရွေးချယ်နေတာဖြစ်တယ်အဲ့တော့ကျွန်တော်ရွေးချယ်တဲ့လမ်းပြည်သူလိုဆက်ဆံရမယ်ဆိုတဲ့လမ်းအဲ့တော့သူတို့ကပြည်သူဖြစ်နေတာကျွန်တော်တို့ကဒါပေမဲ့တစ်ချိန်ချိန်မှာတော့ကျွန်တော်တို့ကစကားတော့ပြောရမှာစကားပြောရမယ်ကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်ကျွန်တော်တို့ရဲ့ပြောပြမလဲအကုန်လုံးရဲ့လှုပ်ဆောင်ချက်ပေါ့ငါတို့ကဒါကိုလက်မခံခဲ့ဘူးမင်းတို့ကဒါကိုလုပ်ခဲ့တယ်အဲ့တော့မင်းတို့ရဲ့ပြစ်ဒဏ်ကဘာဖြစ်မလဲဆိုတဲ့ဟာမျိုးပေါ့ဘာဖြစ်မှာနောက်ဆုံးမှာကျွန်တော်တို့ဗိုင်းကောလုပ်တဲ့ကိစ္စတွေပေါ့ဟုတ်လားမင်းတချင်းဆိုမင်းကိုဘယ်ကောင်းမှအာမပေးဘူးမင်းရုပ်ရှင်ဘယ်ကောင်းမှမကြည့်ဘူးဆိုတဲ့သဘောဗျာအဲ့သဘောလောက်ကိုတော့ကျွန်တော်တို့လုပ်ရမှာပေါ့ဗျာတိလားကျွန်တော်အမြင်ဆိုတော့အဲ့လောက်တော့လုပ်ရမှာသူတို့အဲ့တော့နောက်ဆုံးဗျာလူဖွဲ့စည်းနဲ့ပတ်သက်တယ်ဆိုကျွန်တော်ကဖယ်ကျင်သိရင်ဖယ်ကျင်ရမှာပေါ့ချိုးဟာဆိုရင်သူတို့ဒီမှာနိုင်ငံကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးနေတဲ့ဟာလားမတရားဒီမှာအာဏာယူထားတဲ့အာဏာရှင်တွေရဲ့လက်ပါစီဖြစ်ခဲ့တာပဲဘလို့ဖြစ်လာလက်ပါစီဖြစ်သွားတာဗျာအဲ့တော့ကျွန်တော်တို့ကတော့ရေးယူတဲ့ဟာမျိုးပေါ့ခုနကကျွန်တော်တို့ Vine ကောလုပ်တဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကလောက်ရမှာပဲလောက်မဖြစ်မနေလောက်ရမှာပဲအဲ့မဲ့သူတို့ကတော့ဟိုလိုကြီးဒီဆက်ဆံတာတို့ရိုက်နှက်တာတို့နှိပ်စက်တာတို့လုပ်လို့မရဘူးဘာလို့ဆိုကျွန်တော်တို့ရဲ့ခုနကကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းကပြည်သူစောင့်ရှောက်အောင်ပဲကာဝယ်ရမှာဆိုတဲ့လမ်းဖြစ်နေရလေနော်သူတို့ကလည်းပြည်သူဖြစ်နေတဲ့သဘောအဲ့ဒီသဘောပေါ့နော်ကျွန်တော်ကတော့အဲ့လိုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုအဲ့ဆိုရင်အဲ့ဒါလည်းကျွန်တော်ခုနတခုမေးရတော့ဒါမှကျွန်တော်ပြောလိုက်ရတော့ကျွန်တော်ပြောအခုသူပြန်မေးတာကျွန်တော်ပြောရတာအဲ့တော့ကျွန်တော်ကိုစီဖို့အခုပြောဗျာကိုစိုးဒီတော်လိုင်းရေးမဖြစ်ခင်ပေါ့တော်လိုင်းရေးမဖြစ်ခင်ကဦးကဘာကြီးဖြစ်နေတာလဲဖြစ်နေတဲ့စိတ်ကူပေါ့ကိုကဘာကြီးဖြစ်နေတာတော်လိုင်းရေးသမားဘာမဟုတ်သေးဘူးဗျာ2021ဒါကျွန်တော်တို့တော်လိုင်းရေးမဖြစ်ခင်အရှေ့ပိုင်းမှာကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ့ကိုယ့်ရဲ့
ဟိုကိုယ့်ရဲ့ဘယ်လိုပြောဝါသနာပဲဖြစ်ဖြစ်ဗျာကိုယ့်ရဲ့ရည်ရွယ်ချက်ပဲဖြစ်ရည်မှန်းချက်ပဲဖြစ်ဖြစ်ဘယ်ဟာကြီးဖြစ်ချင်တာလဲဘာကြီးဖြစ်ချင်တာလဲချမ်းသာတတိဖြစ်ချင်တာလားဒါမှမဟုတ်ဆရာဝန်ဖြစ်ချင်တာလားအင်ဂျင်နီယာငငယ်မေးတယ်အင်ဂျင်နီယာဖြစ်ချင်တာ အဲ့ကြောင့်လည်း GU ကြီးပြောအဲ့ ဟောဖြစ်လို့မရအောင်နော်စစ်သားကြီးဖြစ်ချင်တယ်တော့လုပ်လို့မရအောင်နော်စစ်သားကြီးဖြစ်ချင်တယ်ဆိုတော့ခွန်းအောင်အဲတစ်ချက်ဖြေလိုက် ဖြစ်ချင်တာကြီးကတော့ပြောမယ်ဆိုရင်တော့အများကြီးပေါ့ဗျာဖြစ်ချင်တာတွေကတော့ဖြစ်ချင်တာတွေအများကြီးတည်းကမှဖြစ်တဲ့နောက်ပြန်စဉ်းစားတဲ့အခါမှာစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တာပေါ့ဒါပေမဲ့လည်းဒီဂျပူလောက်ရတဲ့အချိန်မှာကမောက်ကမအကုန်လုံးဖြစ်ကုန်ပြီးတော့ဘာမှလုပ်လို့မရတော့ဘူးအကုန်လုံးညှောင်းနှင်းချက်တွေရောစိတ်ကူးတွေရောနောက်ဆုံးဘဝတွေရောဗျာအကုန်လုံးပေးပြီးတော့ပဲဒီလုပ်ဖြစ်တာပေါ့ချာပြောမယ်ဆိုရင်တော့လူသားချင်းစာနာတာတွေပါပြောအကြီးကြီးဗျာအဲ့ဒါကြတော့သိအောင်ပါလားဟိုကျွန်တော်အရင်နဲ့မလိုက်ဘူးဒီကောင်အကောင်လေးလေးနဲ့ဒီကောင်စကလုံးကြီးကြီးပြောရဖြစ်မှာဆိုလို့ဟိုဘယ်လိုပြောလဲဆိုတော့ဟိုပေါ့လူကျင့်ဝတ်ပေါ့ဗျာလူကျင့်ဝတ်လည်းနည်းနည်းကြီးသေးတယ်ဗျာအဲ့စကလုံးလဲလူလိုတိလို့ပေါ့ဗျာဒီကအဲ့တော့ပါပဲလူလိုတိလို့ဒီထဲရောက်တယ်ဆိုတဲ့သဘော လူလိုတိလို့ဒီထဲရောက်မအော်အေးအဲ့ဒါပဲကောင်းပါလေလူလိုတိလို့ဒီထဲရောက်တယ်ဆိုတာအပြန်မရှင်းပြတော့ကျွန်တော်အဖြေရှင်းလိုက်လို့သိတော့မကောင်းဘူးเนาะဒါပေမဲ့လည်းဟုတ်တယ်လေတကယ်ကျွန်တော်တို့သိလို့ရောက်လာတာဖြစ်တယ်အဲ့တော့အရင်ကတော့စီးပွားရေးသမားကြီးဖြစ်ချင်တာပေါ့စီးပွားရေးသမားကြီးဖြစ်ချင်တယ်ဆိုပြီးကျွန်တော်တို့ကဟို G5 လို့စိုက်ကားစာနေတာပေါ့စိုက်ကားတော့မနေသေးဘူးမို့အဲ့ဒါလေကျွန်တော်ကြိုက်လို့ပါ G5 ရလဲဟုတ်ပါဘူးဒီဘယ်လိုပဲပြောပါသူဟိုသူ့တော့ကျွန်တော်ကသူ့သချင်းလေးနဲ့ပဲကျွန်တော်ပြောချင်တာပေါ့နော်မှတ်ထား G5 ရအောင်မှတ်ထားပေါ့အဲ့ဒါသူချင်းလို့ပဲမှတ်ထား G5 ရအောင်မှတ်ထားနောက်ဆိုစိုက်ကားလဲနင်းညင်နေရတော့မှာဟုတ်တယ်လေတော်တိုင်းပြီဒီတော့စိုက်ကားပြတ်နေရနောက်ဆိုစိုက်ကားလဲနင်းညင်နေရတော့မှာနော်အဲ့တော့သူသချင်းလေးရလို့ပေါ့နော်သူချက်တော့မှတ်ထားနိုင်စင်မှတ်ထားမဟုတ်ဘူးဆိုတော့မှတ်ထား G5 ရအောင်မှတ်ထားနောက်ဆိုစိုက်ကားလဲပြန်နေရတော့မှာနော်အဲ့တော့ထားလိုက်ပါဒီကောင်လေးအကြောင်းကျွန်တော်တို့ထားလိုက်ပါမဟုတ်ပြောရမှာဗျာတဲ့လားကျွန်တော်ထားလိုက်ပါဖြစ်နေမထားဘူးဒီကောင်လေးပြောရမှာနော်ဒီမှာဖြစ်နေတာထားလိုက်ဘရို